ဌာနကနေဘောနတ်တွေခွဲပေးကြတယ်ကျွန်တော်ကအဓိကခွဲစိတ်ဆရာဝန်ကြီးတယောက်ဖြစ်ပေမဲ့3000ပဲရခဲ့ပြီးစီမံခန့်ခွဲရေးပိုင်းကလူတွေကြတော့9000တိတိယူသွားကြတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့အလုပ်ပေါ်ထားခဲ့တဲ့စိတ်အားထက်သန်မှုတွေအကုန်လုံးပျောက်ဆုံးသွားခဲ့ရတယ်အဲ့ဒီနေ့ကစပြီးကျွန်တော်အလုပ်ကိုအချိန်မှန်မှန်ပဲဆင်းတော့တယ်တလခွဲလောက်ကြာတဲ့အခါမှာတော့ဆေးရုံရဲ့ခက်ခဲတဲ့ခွဲစိတ်မှုတွေအတွက်စောင့်ဆိုင်းရမယ့်စီးရင်ဟာ3လအထိဖြစ်သွားခဲ့တာပေါ့ဒီလိုတွေရှုပ်ထွေးကုန်တာကိုကျွန်တော်ကတော့အေးစစ်စစ်ပဲကြည့်နေလိုက်တယ်ဒီတစ်ခါတော့ကျွန်တော်ဘာမှမလုပ်ပဲဘေးကနေပဲကြည့်နေဖို့ဆုံးဖြတ်လိုက်တာပါမနက်3နာရီခွဲစိတ်ခန်းကမီးရောင်တွေကအရန်လင်းနေတော့ကျွန်တော်မျက်နှာကတွေးမရှိသလိုဖြူဖြော့နေခဲ့တဲ့နောက်ဆုံးချုပ်ရိုးကိုဖျက်လိုက်တယ်မော်နီတာပေါ်မှာအသက်အန္တရာယ်နာအထိရောက်သွားခဲ့တဲ့ line လေးဟာအခုတော့ပုံမှန်အတိုင်းပြန်တက်လာပြီပြီးပါပြီကျွန်တော်ချွေးတွေရွှဲနေတဲ့ mask ကိုချုပ်လိုက်တော့ပင်ပန်းနွမ်းနယ်မှုတွေနဲ့ထုံကျင်နေတဲ့မျက်နှာတစ်ခုပေါ်လာတယ်10နှစ်နာရီအပြည့်ပေါ်ကျွန်တော်ဟာတိကျလုံးနဲ့ဆက်ရုပ်တရုပ်လိုနှလုံးရောဂါအသေးတန်ဖြစ်နေတဲ့ကလေးလေးတစ်ယောက်ကိုတင်မင်းလက်ထဲကနေလူယူခဲ့ရတာကျွန်တော်ခန္ဓာကိုယ်ကစက်သားတွေအကုန်လုံးနာကျင်နေပြီးအုံနောက်ကလည်းအစွမ်းကုန်သုံးထားရလို့ဘာမှမရှိတော့တယ်လို့ခံစားရတယ်ဟာလာဟင်းလင်းဖြစ်နေတဲ့အချိန်မှာပဲတူနာပြုတ်အုပ်ကြီးချမ်းဟာလမ်းလျှောက်လာပြီးစာအိတ်လေးတအိတ်လာပေးတယ်သူ့မျက်လုံးတွေထဲမှာကျွန်တော်အပေါ်မကြည်နက်တဲ့အရေးအယောင်တွေအပြည့်ပဲဒါရိုက်တာချန်တာကဒီ project အတွက်အထူး bonus ပါရောယူထားပါတဲ့စာအိတ်လေးကတော်တော်လေးပါပြီးပေါ်လွန်းနေတာခဲဆွဲထားသလိုလေးလံနေတဲ့ကျွန်တော်ခန္ဓာကိုယ်နဲ့ဆိုတခြားစီပဲကျွန်တော်စာအိတ်ကိုကင်ကြည့်တော့ငွေဆက်ကူအနှဲငယ်ရဲ့အထီးတွေကိုခံစားရတယ်ချက်ချင်းမဖွင့်သေးပဲသူ့ကိုခေါင်းညှိပြလိုက်ပြီးခဲဆွဲထားသလိုလေးလံနေတဲ့ခြေလမ်းတွေနဲ့အဝတ်လဲခန်းစီကိုရှောက်လာခဲ့တဲ့အဝတ်လဲပြီးတဲ့နောက်ဗီဒီယိုကိုမိလိုက်ပြီးအဲ့ဒီစာအိတ်ကိုဖွင့်ကြည့်လိုက်တဲ့တစ်လွင်နေတဲ့တရားတန်အနီရောင်3ရွက်ယွန်3000ကျွန်တော်လက်တွေလေထဲမှာတောင့်သွားပြီးခေါင်းထဲမှာလည်းဝီဆိုပြီးအတန်တွေမြည်လာတဲ့12နာရီကြာအောင်အာယုံအပြည့်ဆိုင်ပြီးတေးလူမျောပါလူနာတယောက်ကိုအသက်ကယ်ခဲ့တဲ့မိသားစုတစ်ခုကိုမျှော်လင့်ချက်တွေပြန်ပေးခဲ့တယ်ဒါပေမဲ့နောက်ဆုံးကျွန်တော်ရလိုက်တဲ့ရလက်ကယွန်3000နဲ့လာဖော်ပြလို့မရတဲ့အဲ့ဒီတက်တစ်ခုကကျွန်တော်နှလုံးသားကနေတဆင်တစ်ကိုယ်လုံးကိုချက်ချင်းပြန့်နှံ့သွားတယ်ဒါဟာငွေပမာဏနဲ့မဆိုင်တော့ဘူးဒါဟာအဆက်ခွဲတာပြောင်ပြောင်တင်းတင်းအဆက်ခွဲလိုက်တာပဲကျွန်တော်လူနာဆောင်ထဲကနေထွက်လာခဲ့တယ်မိုးမလင်းခင်တိုက်ခတ်တဲ့အေးဆက်ဆက်လေးငင်းကကျွန်တော်မျက်နှာကိုလာတိုးတယ်ဒါပေမဲ့ကျွန်တော်လုံသားတွေကပြပုံတွေကိုတော့လွတ်ထွက်အောင်မလုပ်နိုင်ခဲ့ဘူးမီးတွေလင်းထိန်နေတဲ့စီမံခန့်ခွဲရေးအဆောက်အဦနာကဖြတ်သွားတော့ပြတင်းပေါက်ကနေတဆင်ကြွားလုံးထုတ်နေတဲ့အတန်တစ်ခုလွတ်ပြန်လာတယ်အာဒီကိစ္စကမလွယ်ဘူးဗျကျွန်တော်ဘလောက်တောင်ချူချူတာတာပြောခဲ့ရလဲဘလောက်တောင်တောက်ခဲ့ရလဲနောက်ဆုံးတော့ဒီ project ကိုရအောင်လုပ်နိုင်ခဲ့တာပေါ့ဒါစီမံခန့်ခွဲရေးရုံးကဒါရိုက်တာဝန်ခံရဲ့အတန်ပဲသူကစေးရုံအုပ်ကြီးရဲ့ခဲအိုလေးနာကျက်ရဲ့အရှိနောက်တောင်ခွဲမသိတဲ့လူဘောနက်လားအများကြီးမဟုတ်ပါဘူး9000လောက်ပါပဲကားအသစ်တစ်စီးဝယ်မလို့ကျွန်တော်မိမကမျက်စိကျနေတာကြာပြီလေ9000နဲ့ကားအသစ်တစ်စီးတဲ့ကျွန်တော်တစ်ပင်ရိပ်တွေအောက်မှာတောက်ကြီးရက်နေမိပြီးအဲ့ဒီလင်းထိန်နေတဲ့ပြတင်းပေါက်ကိုမောကြည့်နေမိတဲ့တောက်ပနေတဲ့စီမံခန့်ခွဲရေးအဆောက်အဦရဲ့ကျွန်တော်အနောက်ကလူနာတွေရဲ့တွေးမျက်ရည်မျောလင်းချက်တွေပြည့်နေနေတဲ့လူနာဆောင်ကြီးရဲ့ကဘာနှစ်ခုလိုဖြစ်နေတဲ့တစ်ခုကတော့အကွက်စင်ပြီးပတ်စံတွေကိုအလွယ်တကူတင်းကျုံယူနေတဲ့နိဗ္ဗာန်ဘုံနောက်တစ်ခုကတော့မပြောပလောက်တဲ့ထောက်ပံ့ကြီးလေးတွေကျွန်တော်အသက်နဲ့ယဉ်ပြီးရုန်းကန်နေရတဲ့ငရေခန့်ကျွန်တော်အခန်းထဲကိုပြန်လာခဲ့တဲ့နေရန်တွေပေါ်မှာတော့ကျွန်တော်ရဲ့မြင့်မြတ်တဲ့ဆေးဘက်ဆိုင်ရာကျင့်ဝတ်တွေလက်စွမ်းထပ်ပုံတွေအသက်သခင်ကျေးဇူးရှင်ဆိုတဲ့ချီးကျူးစာတမ်းတွေပြည့်ပဲဒီစာတမ်းတစ်ခုချင်းစီဟာကျွန်တော်တင်မင်းလက်ထဲကနေကဲတင်ခဲ့တဲ့အသက်ပေါင်းများစွာကိုကိုစားပြုနေတာအရင်ကတော့ဒါတွေဟာကျွန်တော်အတွက်ဂုဏ်ယူစရာတွေပေါ့သူတစ်ပါးအတွက်ကိုမိရှုပြီးလင်းစေခြင်းနဲ့တွန်းအားတွေပေါ့ဒါပေမဲ့အခုတော့ဒါတွေဟာကျွန်တော်ရဲ့နုနယ်မှုနဲ့ဦးချောင်းချောင်းနိုင်မှုကိုလောင်ပြောင်နေတဲ့မျက်နှာတွေလိုပဲကျွန်တော်ဖုန်းကိုဖွင့်လိုက်တယ်ဖုန်းမျက်နှာပြင်ကအလင်းဟာကျွန်တော်ရဲ့ခံစားချက်မရှိတဲ့မျက်နှာပေါ်ကိုကြားရောက်လာတယ်မနက်6နာရီပေးထားတဲ့နှိုးဆက်ကိုရှာလိုက်ပြီးအသားလေးနှိပ်ပြီးဖြတ်လိုက်တယ်ပြီးတော့နှိုးဆက်တစ်ခုထပ်ပေးလိုက်တယ်မနက်9နာရီခွဲအားလုံးပြီးတော့ဖုန်းပိတ်လိုက်တယ်လောကကြီးတစ်ခုလုံးတိတ်ဆိတ်သွားတယ်နောက်နေ့မှာတော့ပထမဆုံးအကြိမ်ဖြစ်နေမြင့်တဲ့အထိအိတ်လိုက်တဲ့ဖုန်းတွေတကောကောမီလာတာမျိုးလည်းမရှိဘူးမိုးမလင်းခင်စစ်တလင်းတွေကိုပြေးသွားရတာမျိုးလည်းမရှိတော့ဘူးမနက်စာကိုအေးအေးဆေးဆေးပြင်စားပြီးမူလာတန်းတက်နေတဲ့သမီးလေးကိုကြောင်းလိုက်ပို့ဖို့အချိန်ရသွားတယ်တရွက်ကြားကတိုးဝင်လာတဲ့နေအောင်ကြီးကကျွန်တော်ကိုယ်ပေါ်မှာအရန်ကိုနှွေးထွေးနေတဲ့ဒီမျိုးရဲ့လမ်းမတွေကိုနေကင်းဘက်မှာမမြင်ရတာဘလောက်တောင်ကြာသွားပြီလဲဆိုတာကျွန်တော်သတိထားမိလိုက်တယ်ညနေ9နာရီတိတိမှာနှလုံးခွဲစိတ်မှုတစ်ခုပြီးသွားတယ်ကျွန်တော်ဓာတ်ကိုချဂျာကင်ဖြူကိုချွတ်လိုက်တယ်ကိုပိုင်အင်ဂျီလဲပြီးပြန်ဖို့ပြင်လိုက်တာပေါ့အဲ့ဒီမှာဌာနမှူးကျန်းကူတန်းကကျွန်တော်ကိုအပြေးလွှားလာထားတယ်လင်းရွံပဲသွားမလို့လဲဒီညအရေးပေါ်တိုင်ပင်စရာရှိတယ်လူနာကတော်တော်ခက်တဲ့အခြေအနေပဲမင်းကြီးပေးဖို့လိုတယ်တဲ့သူကဒါကိုတာမန်ကိစ္စတစ်ခုလို့ပြောနေတာလွန်ခဲ့တဲ့10နှစ်လုံးကျွန်တော်အတွက်ဒါမျိုးတွေကြီးပဲစေးရုံကလိုအပ်ရင်နေ့ညမရွေပိတ်ရက်မရွေကျွန်တော်အမြဲရှိနေခဲ့တာအလုပ်စင်းချိန်ရောက်ပြီလေကျန်းကူတန်းကြောင်သွားတယ်သူဟာတကယ်ကိုအတိတ်ပဲမရှိတဲ့စကားကိုကြားလိုက်ရတယ်လို့မျိုးပဲအလုပ်စင်းချိန်ဒါပေမဲ့အရေးပေါ်လူနာရှိနေတယ်လေအသက်အန္တရာယ်အရန်စိုးရင်ရတဲ့အခြေအနေလားလို့ကျွန်တော်မေးလိုက်တယ်အဲ့လိုတော့မဟုတ်ပါဘူးလူနာရဲ့အခြေအနေကတော့လောလောဆယ်တည်ငြိမ်ပါတယ်ဒါပေမဲ့ကိစ္စကရှုပ်ထွေးတော့မင်းကိုအသက်အန္တရာယ်မစိုးရင်ရဘူးဆိုရင်တော့ကျွန်တော်သူ့စကားကိုဖျက်ပြောလိုက်တယ်ဒါဆိုကျွန်တော်ရဲ့အလုပ်ချိန်တွင်းမှာပဲစီးရင်တွင်းပေးပါကျွန်တော်အိတ်ကိုကောက်ကင်လိုက်တယ်သူ့ဘေးကနေကြော်ဖြတ်သွားရင်ဒီစကားတစ်ခုကိုခြံထားခဲ့တယ်ဒရိုက်တာစီမင်းစည်းကမ်းတွေကိုလိုက်နာတာဟာလည်းစေးဘက်ဆိုင်ရာကျင့်ဝတ်တစ်ခုပါပဲနေမဝင်ခင်စေးရုံဝင်တဲ့ကနေကျွန်တော်ပထမဆုံးအကြိမ်ထွက်လာခဲ့တာနေဝင်ချိန်ရွှေရောင်လင်းကကျွန်တော်အရေးကိုအရှိကြီးဆွဲဆန့်ထားတယ်ကျွန်တော်အတဝဝရှူလိုက်တယ်လေထဲမှာတော့လွတ်လပ်မှုရဲ့အချို့တက်ကိုခံစားရတယ်လို့ပဲကျွန်တော်ဖုန်းတုံခါသွားတယ်ကျွန်တော်တပည့်လီကျဲစီကမက်ဆေ့ပါဆရာအဆင်ပြေရဲ့လားတဲ့
ဒီလိုတက်ကြွပြီးတရားမျှတမှုကိုမျက်နှိုးတဲ့လူငယ်လေးဆိုတော့ဌာနတွေကအခြေအနေကိုတခုခုရိပ်မိပုံရတယ်ကျွန်တော်စာတစ်ကြောင်းပဲပြန်လိုက်တယ်အဆင်ပြေတယ်ပြီးတော့ချက်ချင်းပဲစောစောနားလိုက်တော့လို့ထပ်ပို့လိုက်တယ်ဖုန်းပိတ်ပြီးကျွန်တော်ပြုံးလိုက်မိတယ်ဟုတ်တယ်ကျွန်တော်အဆင်ပြေတယ်တကယ်အဆင်မပြေဖြစ်လာမဲ့သူတွေကသူတို့တွေပဲကျွန်တော်ရဲ့အချိန်မှန်အလုပ်ဆင်းတဲ့မူဝါဒဟာငြိမ်သက်နေတဲ့ရေကန်တွေကိုခဲတလုံးပြစ်ချလိုက်တယ်လို့ပဲအစမှာတော့ကြရက်အနေငယ်ပဲထားခဲ့ပေမဲ့တစ်ပတ်အတွင်းမှာပဲအဲ့ဒီကြရက်ဟာလှိုင်းလုံးကြီးတွေဖြစ်လာခဲ့တယ်နှလုံးခွဲစိတ်မှုဇယားမှာခက်ခဲတဲ့ခွဲစိတ်မှုတွေအတွက်စောင့်ဆိုင်းရမယ့်အချိန်ဟာနောက်တစ်လအထိပြည့်သွားခဲ့တယ်ဒါဟာအရေးပေါ်ခွဲစိတ်ဖို့လိုအပ်နေတဲ့လူနာတွေအနေနဲ့အနည်းဆုံး3ပတ်လောက်ထပ်ဆောင်ရမယ်ဆိုတဲ့အတိတ်ပဲနှလုံးလူနာတစ်ယောက်အတွက်တရက်ထပ်ဆောင်ရတာတောင်မှအန်ဒီရကကြီးမားလာတာအဲ့ဒီနေ့နေကင်းဘက်ကျွန်တော်အခန်းထဲကထွက်လာတော့အသက်လက်ပိုင်းအမျိုးသမီးတစ်ယောက်ကလမ်းပိတ်တာတယ်ဒရိုက်တာချန်ကျမအဖေရဲ့ခွဲစိတ်မှုကိုဘာလို့အရှိမတိုးပေးတာလဲသူအဲ့လောက်အကြာကြီးမဆောင်နိုင်ဘူးလေကျွန်တော်ဘာမှမပြောရသေးခင်မှာပဲလီကျဲကကျွန်တော်ရှိကနေကပေးတဲ့အမစိတ်အေးထားပါဦးတေချာပြောကြရအောင်ကျွန်တော်ဆရာရဲ့ဇရာကအပြည့်ဖြစ်နေလို့ပါဘယ်လိုလုပ်အပြည့်ဖြစ်သွားရတာလဲအရင်ကဒီလိုမဟုတ်ပါဘူးသူ့အတန်ကြောင့်တခြားလူနာရှင်တွေပါစုယုံလာကြတယ်ချက်ချင်းဆိုသလိုအားလုံးရဲ့အကြည့်တွေကကျွန်တော်စီရောက်လာတယ်တန်တရားတွေဇဝေဇဝါဖြစ်မှုတွေနဲ့ပေါ့ကျွန်တော်ကတော့စိုးရိမ်နေတဲ့အဲ့ဒီအမျိုးသမီးကိုခန်းစားချက်မရှိပဲကြည့်နေလိုက်တယ်ကျွန်တော်ကဆေးရုံရဲ့စီမင်းစည်းကမ်းတွေကိုလိုက်နာနေတဲ့တာမန်ဆရာဝန်တစ်ယောက်ပါပဲဒီကိစ္စတွေကိုဖြစ်အောင်လုပ်ခဲ့တာကျွန်တော်မဟုတ်ဘူးကျွန်တော်အဲ့ဒီစုမြန်းတန်တွေကိုဂရုမစိုက်ဖဲတက်လေကားစီတက်လျှောက်သွားလိုက်တယ်ကျွန်တော်အနောက်မှာတော့လီကျစ်တစ်ယောက်လူနာရှင်ကိုစိတ်အေးအောင်ချောမော့နေရတော့အဲ့ဒီအချိန်မှာပဲဌာနမူကျန်းကူတန်းစီကဖုံးဝင်လာတယ်ဖုံးထဲမှာသူ့အတန်ကတောင်းပန်တိုးရှိုးနေတဲ့ပုံစံမျိုးချန်လင်းရွမ်ငါမင်းကိုတောင်းပန်ပါတယ်ဒီညတော့အချိန်ပိုလေးဆင်းပေးပါဦးစောစောကလူနာရှင်ရဲ့သမီးကငါယုံကန်းကိုဖျက်ဆီးတော့မဲ့အတိုင်းပဲကျွန်တော်ကားမောင်းနေတာပါပြတင်းပေါက်ကနေဝင်လာတဲ့ညနေခင်းလင်းကြီးကအရန်ကောင်းနေတဲ့ပန်းချန်တွေကိုကားချိုးခွေဝင်လိုက်တဲ့သမီးလေးပြောနေတာကြပြီးဖြစ်တဲ့ရှော့စီဖို့အတွက်ပေါ့ကျွန်တော်ရဲ့အလုပ်ချိန်တွင်းမှာဆိုရင်ကျွန်တော်ရဲ့လှုပ်ဆောင်ချက်ကတစ်စေးရုံလုံးမှာအကောင်းဆုံးပဲဆိုတာခင်ဗျားလည်းသိတာပဲလို့ကျွန်တော်အေးအေးဆေးဆေးပြန်ဖြေလိုက်တယ်သိပါတယ်ဒါပေမဲ့အခုကအဲ့ဒီအကြောင်းပြောနေရမယ့်အချိန်မဟုတ်ဘူးလေဒါဆိုပဲအချိန်မှပြောရမှာလဲလို့ကျွန်တော်ပြန်မေးလိုက်တယ်မလို့အဖေဖြစ်နေတဲ့အမားတွေကိုဖာတေးဖို့အတွက်ကျွန်တော်သမီးလေးရဲ့ကလေးဘဝမှာအဖေမရှိတယ်လို့ဖြစ်နေအောင်ကျွန်တော်ကပဲဆက်ပြီးလုပ်ပေးနေရမှာလားတစ်ဖက်ကအတန်တိတ်သွားတယ်ကျွန်တော်ဖုန်းချလိုက်တယ်ရှော့ဘော်ကနေသမီးလေးရဲ့ရေတံလေးတွေကဆေးလက်တံလေးတွေလိုလွင့်ပြန်လာတယ်ဒီလိုနေဝင်တရောအချိန်မှာသမီးလေးနဲ့အတူအေးအေးချမ်းချမ်းရှိမနေခဲ့တာဘယ်လောက်တောင်ကြာခဲ့ပြီလဲနောက်နေ့မှာတော့ဆေးရုံကြီးကိုယ်တိုင်ကျွန်တော်ကိုစကားပြောဖို့ခေါ်တယ်ဆေးရုံရုံးခန်းထဲမှာတော့အကောင်းစားလက်ဖက်ရည်တွေအနက်တင်းနေတာပဲဆေးရုံကြီးကိုယ်တိုင်ကျွန်တော်ကိုလက်ဖက်ရည်ငှက်ပေးတယ်သူ့မျက်နှာမှာတော့စိတ်မကောင်းဖြစ်နေတဲ့ပုံစံမျိုးနဲ့လင်းရွံ့ရမင်းကိုယာတုတိုးပေးခဲ့တာငါပါမင်းရဲ့အရေးချင်းမင်းရဲ့စိတ်တက်ငါအတိဆုံးပါမင်းကငါတို့ဆေးရုံရဲ့ခုံဆောင်ပါပဲသူကမြောက်ပင်ပြီးစပြောတာပေါ့ကျွန်တော်လက်ဖက်ရည်ခွက်ကိုမလိုက်တဲ့အေးစစ်စစ်ပဲမှုတ်တောက်နေပြီးဘာမှပြန်မပြောသေးဘူးဒါပေမဲ့အခုတလုံးမင်းပါဖြစ်နေတာလဲလူနာတွေအများကြီးကမင်းကတင်ပေးဖို့စောင့်နေကြတာလေဒါကတော့ကျွန်တော်ပေါ်တော်တော်လေးပြင်းထန်တဲ့ဆွဆွဲချက်ပဲဆေးရုံအုပ်ကြီးကျွန်တော်ကကိုရေးကိုရာခန်းစားချက်ကြောင့်လုပ်နေတာမဟုတ်ပါဘူးဆေးရုံကသတ်မှတ်ထားတဲ့အလုပ်သမားဥပဒေနဲ့စီမင်းတွေကိုပဲအတိအကျလိုက်နာနေတာပါတနေ့၈နာရီအလုပ်လုပ်တဲ့အချိန်မှဆင်းနေပြောပါဦးကျွန်တော်ဘာမှနေလို့လဲသူကြောင့်သွားပြီးမျက်နှာပြတ်သွားတယ်စီမင်းဆိုတာကတော့ရှိတာပေါ့ဒါပေမဲ့လူဆိုတာကတော့အခြေအနေကြည့်ပြီးပြောင်းလဲရတာပေါ့ဆရာဝန်တယောက်အနေနဲ့ငါတို့အတွက်အရေးကြီးဆုံးကဘာလဲဆေးဘက်ဆိုင်ရာကျင့်ဝတ်ပေါ့ကျွန်တော်မော့ကြည့်လိုက်တယ်ရွှေရောင်မျက်မှန်နောက်ကကျွန်တော်ရဲ့အကြည့်တွေကသူ့ကိုဆူဆူရှာရှာစိုက်ကြည့်နေမိတယ်ကျွန်တော်ရဲ့ကျင့်ဝတ်ဆိုတာကျွန်တော်ရဲ့၈နာရီအလုပ်ချိန်တွင်းမှာပဲရှိပါတယ်အဲ့ဒီချိန်တွင်းမှာတော့ကျွန်တော်200%အာရုံစိုက်ပြီးလူနာတွေကိုကဲတင်ခဲ့တယ်တခါမှလည်းအမှားမရှိခဲ့ဘူးကျွန်တော်ခဏရက်လိုက်ပြီးကိုအရှိကိုအနှဲငယ်ကိုင်းလိုက်တယ်သူ့မျက်လုံးတွေကိုစိုက်ကြည့်ပြီးတလုံးချင်းတေချာပြောလိုက်တယ်